ကဲဆိုတော့အားလုံးပဲမင်္ဂလာပါ AKMCC ရနဲ့ပြန်လည်ကြိုဆိုပါရစေဒီနေ့ကျွန်တော်ရှင်းပြပေးမှာကြတော့ Magic Disco ကို Commander လောင်ရင်နဲ့ဘယ်လိုဆွဲရမှာလဲပြီးတော့ကျွန်တော်တို့ Experiment 6ခုနဲ့ Step 9လုံးဘယ်လိုစုရမှာလဲကဲဆိုတော့ဗီဒီယိုလေးအဆုံးထိကြည့်ပေးဖို့ကျွန်တော်တိုက်တွန်းပါတယ်ဗျာကျွန်တော်တို့လောင်ရင်နဲ့ဆော့ရင်အရေးကြီးတာသူ့ရဲ့အဲ့အဝိုင်းလေး ability hero တင်ရတာအပေါ်မှာ hero ဘယ် hero တင်ရမှာလဲဘယ်လိုဆော့ရမှာလဲကျွန်တော်တေချာလေးရှင်းပြပေးပါမယ်အဲ့သူ့ရဲ့အဝိုင်းလေး ability ကကျွန်တော်ဥမာအနေနဲ့ရှင်းပြပေးမယ်ဗျအခုကျွန်တော် A မုံကိုအပေါ်မှာတင်လိုက်ရင် A မုံက item အဖြစ်ပြောင်းလာမှာသူ့ကိုကျွန်တော်အလူကတ်ကိုထပ်ပေးလိုက်ရင် A မုံရဲ့ attack speed နဲ့ movement speed နဲ့ magic damage ပေါင်းပြီးတော့အလူကတ်ကိုပေးသွားမှာပြီးတော့ကျွန်တော်တို့လောင်ရင်နဲ့ဆော့ရင်ကျွန်တော်တို့လောင်ရီကက်ကိုပဲရွေးပြီးတော့ဆော့ဗျာကျွန်တော်ဒီမှာပြမယ်เนาะအခုဒီမှာဒါကြတော့ခရီးစားတာပြီးပြီဆိုရင်ကျွန်တော်တို့ဒီမှာလာမယ်လောင်ရီကက်ဒီလောင်ရီကက်ကကြတော့ကျွန်တော်တို့ hero 3 star တကောင်ရမယ်အဲဒီသုံးချက်တဲ့ hero ဘာပဲဖြစ်နိုင်တယ်ဗျာကျွန်တော်ကတော့အခုဖန်နေရတယ်ဆိုတော့ကျွန်တော် experience side energy ရသွားပြီဆိုတော့ experience side energy ရှာဖို့နဲ့ကျွန်တော်လွယ်သွားပြီပြီးတော့ကျွန်တော်ခုနကရွေးလိုက်တဲ့လောင်ရီကက်ကပါဝါကြတော့ကျွန်တော်တို့လောင်ရီကက်ကရထားတဲ့သုံးချက်တန် hero ကိုကျွန်တော်တို့round တစ်ခါပြီးတိုင်းတကောင်ချင်းစီချပြီးတယ်ဆိုရင်ကျွန်တော်တို့ဒီမှာအခုကြည့်လိုက်မယ်เนาะဒီမှာဒါကကြတော့ပထမ round ဆိုရင်ဒီမှာကြည့်လိုက်မယ် Another flawless strategy.ကဲဆိုတော့ပထမ round လေးပြီးပြီသူ့ဘက်ကနေဒီမှာဖန်နီချပေးလိုက်ပြီဆိုရင်အဲ့လိုပဲကျွန်တော်တို့ level 7 မတင်ပဲအဲ့3ချက်တန် hero ဖြစ်တဲ့ဖန်နီကိုကျွန်တော်တို့3 star လုံးမယ် level 7 မတင်ပဲAnother flawless strategy. ဆိုတော့ဒုတိယ round လည်းပြီးပြီဆိုရင်သူ့ဘက်ကနေဒီမှာနောက်ထပ်တစ်ခါဖန်နီချပေးမှဆိုရင်ကျွန်တော်ပြမယ်နော်ဒီမှာဖန်နီတစ်ကောင်ချပေးလိုက်ဆိုရင်2 star ရပြီအတန်ကျွန်တော်တို့ experiment မှာ experiment ဆိုရင်ဒီမှာ3ကောင်ရပြီ3ကောင်ရပြီဆိုရင်ကျွန်တော်တို့ဆက်ပြီးတော့စုမယ် Another flawless strategy. Never enough. Onward to Solar students know the rules. True love. Real strength comes from Another flawless strategy.
ဆိုတော့သူ့ဘက်ကနဲ့ဒီတောင်းပြီးပြီဆိုရင်နောက်ထပ်တစ်ကောင်ဖန်တီချပေးမယ်အခုကြည့်လိုက်မယ်နော်ဒီမှာပြမယ်ဟုတ်မ Onward to ဖန်တီ a ဆိုရင်ဒီ thousand မှာကျွန်တော်ထပ်ပြီးတော့ဈေးဆိုင်မှာရပြီဆိုရင်ကျွန်တော်ဖန်တီကိုထောက်ဝယ်လိုက် I မယ် shall rise above ကျွန်တော် all ဖန်တီကိုကျွန်တော် rivals. တို့သူကပေါင်းပေးလိုက်တော့ကျွန်တော်ဒီမှာ experiment ဒီမှာ၄ခုဖြုတ်သွားတယ်ကိုဘက်က experiment အခု၄ခုရပြီနောက်ထပ်2ခုပဲလိုတော့တယ် experiment 6ခုပြည့်ဖို့ဆိုရင် experiment 6ခုပြည့်ရင်ကျွန်တော်တို့ stat 9 3လုံးစုရတာလော်သွားလိမ့်မယ်ဗျာ Another flawless strategy.ဒီတောင်းပြတာနဲ့ကျွန်တော်တို့ကတ်ရွေးမယ်အခုကျွန်တော်တို့ဒီနေရာမှာကတ်ရွေးတဲ့နေရာမှာကျွန်တော်ရွေးလိုက်တဲ့ကတ်ကကြတော့လုံးဝအောင်ဗျာကျွန်တော်ကန်ကောင်းသွားတယ်အဲ့ကတ်ကလည်းခဏခဏမရဘူးအဲ့ကတ်ရဲ့ power ကြတော့ကျွန်တော်တို့ဘယ်လိုပြောရမှာလဲဆိုရင်သူကကြတော့ hero 2 star ဖြစ်တာနဲ့တကောင်ချပြီးတယ်ဘယ်လိုချပြီးလဲဆိုရင်ဥပမာကျွန်တော်ပြောပြပေးမယ်လေးလာကိုကျွန်တော်2 star လုပ်ရင်လေးလာရဲ့ကျွန်တော်တို့ sign energy ဖက်တဲ့ experiment Leslie Fanny ဒါမှမဟုတ် Benavia Ruby အဲ့ထက်တကောင်သူကချပြီးတယ်သူကအဲ့လိုမျိုးတကောင်ချင်းကြီးချပြီးတယ်အဲ့ကက်ရဲ့ power ကြတော့ Another flawless strategy. ဆိုတော့ကျွန်တော်တို့အခုဒီ round လဲပြီးပြီဆိုရင်ကျွန်တော်တို့ထပ်ပြီးတော့ဈေးဆိုင်ထက်မှာ experiment 6ခုလုပ်ဖို့ရှာမယ်ဆိုရင်ဒီမှာကတော့ကျွန်တော် Fanny 3 star ဖြစ်သွားတယ်ဆိုရင်နောက်ထပ်ကျွန်တော်ရှာမယ်ဒီမှာ Ruby ရပြီဆိုရင်ကျွန်တော် Ruby ကိုတင်လိုက်မယ်ဗျာ Ruby ကိုတင်လိုက်မယ်ဆိုရင် experiment ဒီမှာ5ခုရပြီဆိုရင်နောက်ထပ်တစ်ကောင်ပဲလိုတော့တယ် experiment 6ခုဖြစ်ဖို့နဲ့ Another flawless strategy. I never miss my target. Another flawless strategy. Seek the flame.ဒီမှာဆိုရင်ကျွန်တော် Xbox ကိုယူလိုက်တယ် Xbox ကိုယူပြီးတော့ကျွန်တော်တို့ Metro Zero ဝေးလိမ့်လုံးမယ်အခုဒီမှာကျွန်တော်ထပ်ပြီးတော့ Benedetta ယူလိုက်မယ် Benedetta ယူပြီးတော့ကျွန်တော်တို့သူ့ကို item ဖြစ်ပြောင်းမယ်မှာသူ့ရဲ့ Bounty ability ထည့်ပြီးတော့သူ့ကို item ဖြစ်ပြောင်းမယ် On the winning side. သူ့ကို item ဖြစ်ပြောင်းပြီးတော့သူ့ကိုကျွန်တော်တို့ Fanny ကိုပေးလိုက်မယ် Fanny ကိုပေးလိုက်ရင်သူကအဲ့ Benedetta item ဖြစ်ပြောင်းလိုက်တော့ Benedetta ရဲ့ attack speed movement speed ကြတော့ပေါင်းပြီးတော့ Fanny ကိုပေးလိုက်မှာ Fanny 3 star ဆိုရင် damage ကပိုပြီးတော့ထွက်မှာဆိုရင်အခုကျွန်တော် Priya ကိုထိပ်ပြီးတော့ Xbox ကိုတင်လိုက်မယ်ဗျာ
နေရာဒီလောက်ဆိုရင်ကျွန်တော်တို့ပွဲရတာအများကြီးတာဝါပြီဖန်နေလဲ3 star ဖြစ်ပြီဆိုတော့ကျွန်တော်တို့ပွဲထဲမှာဆိုရင်ကျွန်တော်တို့ရှုံးဖို့လက်လက်တော်တော်လေးကိုနည်းသွားပြီဆိုတော့ဒီပွဲလဲပြီးပြီဆိုရင်ကျွန်တော်တို့ထပ်ပြီးတော့ရှာမယ်ဒီမှာကျတော့ကျွန်တော်လေလာ2 star ဖြစ်သွားတယ်လေလာကျတော့ထပ်ပြီးတော့2 star ဖြစ်သွား3 star ဖြစ်ဖို့နောက်ထပ်လေလာ3កောင်ဖို့လိုတော့တယ်အဲ့လေလာ3កောင်ရပြီဆိုရင်ကျွန်တော်လေလာထပ်ပြီးတော့3 star ရပြီအခုဒီမှာကြာရင်ကျွန်တော်တို့ experiment နဲ့ metro 0 lane app နဲ့သွားမယ်ဗျာဒီမှာ metro 0 2កောင်နဲ့ experiment 5កောင် experiment 6កောင်တော့မပြည့်သေးဘူး stack ကကြတော့အခု280ပဲရှိသေးတယ်တက်ကတော့နည်းပြီးတယ်အများကြီးနည်းပြီးတယ်ဗျာ Another flawless strategy. Humanity is ဒီပွဲပြီးတာနဲ့ကျွန်တော်320တော့ step ဖြစ်သွားတော့ဆိုရင်ကျွန်တော်တို့ဒီမှာအခုကတ်ယူရေးမယ်အခုကျွန်တော်ဒီမှာယူလိုက်တဲ့ကတ်ကကြတော့ခဏခဏမြင်ရအောင်တကယ်ဗျာကျွန်တော်တို့ကန်ကောင်းနေတယ်ဆိုရင်လည်းဒီကတ်ကရတယ်အဲ့ကတ်ရဲ့ power ကကြတော့ကျွန်တော်တို့ item ကို copy ကူးလို့ရတယ်ဘယ် item မဆိုအဲ့ item တစ်ခုကိုကျွန်တော်တို့3ခု copy ကူးလို့ရတယ်ဗျာAnother flawless strategy. Endure. ကဲဆိုတော့ဒီနေရာမှာကျွန်တော်ကကြတော့အခုခွနဘီယာရပြီအဲ့ဂွနဘီယာရပြီဆိုရင်ကျွန်တော်တို့ဂွနဘီယာကိုတင်ပြီးတော့6ခုလုပ်မယ်ဗျာ experiment ဒီမှာ experiment 6ခုပြည့်ပြီဆိုရင်ကျွန်တော်တို့ story light စုတော့မယ် story 9သုံးလုံးဖြစ်အောင်စုတော့မယ် You and what army? Another flawless Monster strategy. kill! Freedom at hand. Don't worry, my friend. I am your shield. Dawn will finally come. The smell. Monster kill! Another flawless strategy. ဒီပွဲပြီးတာနဲ့ကျွန်တော်တို့ရွေးတဲ့ဟာလာတဲ့အဲ့ဒါတော့ကြော်လိုက်မယ်ဗျာ
အခုဒီမှာကြာတော့သူကလေလာနဲ့ကျွန်တော် Ruby 3 star ဖြုတ်သွားပြီ Xbox လည်း2 star ဖြုတ်သွားပြီဆိုတော့ပွဲကတော့ကျွန်တော်လက်ထပ်မှာပဲဗျာဒါကတော့ကျွန်တော်လုံးဝကိုတာဝါပါပြီ Another flawless strategy. Don't get distracted now. Another flawless strategy. You're just an I never miss. Don't get distracted now. Another ဒီတော့ပြီးရနဲ့ကျွန်တော် stack ကတော့880ဖြုတ်သွားတယ်880နဲ့တင်ကျွန်တော်ရက်လိုက်တယ်ဗျာဘာဖြစ်လို့ဆိုရင်အခုတန်တဲ့တယောက်ကလည်းသူအသက်ကလည်းစက်ခွန်ရှိတော့လို့အခုကျွန်တော်880ပဲ active လုပ်လိုက်တယ် active လုပ်လိုက်တော့ mana device နှစ်ခုရဲ့ကို80ရတယ်ဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ထပ်ကိုမစော့တော့တဲ့ commander ရှိရင်ကျွန်တော်ကို comment မှာရေးပြပါကျွန်တော်နောက်ရက်ကျရင် special လေးထပ်ပြီးတော့ရှင်းပြပေးပါမယ်အဆုံးထိကြည့်ပေးတဲ့တယောက်ချင်းစီကိုလည်းကျေးဇူးတင်ပါတယ်ဗျ You better bring your A game. Let's protect the future. Those who live in fear are already dead. Watch me set the path ablaze. Another flawless strategy. This victory